ကိုဖုန်းတွေ့ပြီလားအဲ့ဒါပဲနော်ဖက်ပစ္စည်းကိုထားခြင်းတဲ့နေရာထားပြီးလို့ရှိရင်တည့်ရလုပ်ပြီးအဆက်ရစီကပ်တကြထားပါလားအဲ့ဆိုကျမလည်းရှားကြမလို့ရှင်လည်းတခါတည်းပြရခတ်မနေတော့ဘူးပေါ့ဒါတွေ့ရနော်မြင်ပြစီကပ်အောင်မရှိဘူးပြောလဲပြောမောပဲဖြစ်မှာ ဟုတ်တယ်မမေရတဲ့ခရီးရဆောင်ရ ဟာမင်းကငါဘက်ကမပါဘူးနော်မှတ်ထားကဲတားမမေးမှာမယ်နော်ကျောင်းမှာတိတ်မစွန်းနဲ့နော်ပြီးရင်မုတ်စီရမှာပဲမုတ်ဝယ်စားရမယ်ကြားလားအပြင်နေလမ်းကူးလို့ရှောင်စားရအောင်နော် မမေရတော့စိတ်မပူပါနဲ့ မပူစရာလားဒီတားလေးတယောက်ပဲရှိတာပူတာပေါ့ မမေရလည်းတာနေသူသားပါမမေရတာမမေပြောရတဲ့လမ်းသွားရင်စိတ်ကမနာပါတယ် နဲဘယ်လိုလိုက်တာလဲပြောအောင်လမ်းကဘယ်လိုကူးရလဲမင်းပြော တာလူကူးင်းသားချင်လူကူးင်းကြကူကလေနောက်ပြီးတော့တာလမ်းကူးရလေဟိုဘက်ဒီဘက်ဘယ်ညာပြန်ကြည့်ပြီးမှလမ်းရှိပါဘူးလားတာကားနောက်ကနေလည်းဖြစ်မပြေဘူးလေတာစီအိုက်ပါမမေရ တော်လိုက်တာကျုံမိသားလေးရန်လို့တော်တာပဲအဲ့ဒီချက်ကိုတေချာမှတ်ထားနော်ဒါတို့ကလေးဆိုတာလေစိုးဖို့ပဲတည်တာဒါတို့အချင်းချင်းစမယ်နောက်မယ်ပြေးမယ်အကြိုင်မမြင်ခွေကနေဒါတို့ရုတ်တရက်ကြီးထွက်အချိန်မှာဟိုဘက်ကကားလေဒါတို့မမြင်လို့ရှိရင်တိုက်မိကုန်မယ်ကြားလားပြပြတော့ပေါ့တယ်နော်ဟုတ်ပါတော့မလားအပြင်နောက်ကျလို့ကိုယ်ကနေမှတ်နေရော ကဲဘာမှမပေါင်းရလေကွာတားကြောင်းသားခါနေဆိုရင်လေငါမားလို့ကိုမတီးနိုင်ဘူးဟဲ့လားတားစိတ်ကန်းတဲ့တပည့်ကလေတက်30ကျော်ခေါင်းခမ်းမှမတင်ဘူးတားရဲ့ ကျက်ကလည်းဖုန်းရည်နဲ့မထိုင်မအောင်ဆို တာနောက်မှပဲထိုင်မှာ တာနောက်မှထိုင်တာနော်အမေပြောကမပေါအောင်နော် တာကလေးဆိုတာနောက်မှထိုင်တာဘေးကင်းနေတဲ့ တာဘယ်လိုပြောလဲ တောက်လားတောက်ဘူးပြောရလဲဆိုခဏလေးဟုတ်ပြ ကျောင်းသားကျောင်းလူတွေအတွက်ပစ္စည်းကလန်းစီကအသိပညာပေးလက်ခံစားတော့မှာ ထားဘူးလားဝေးွားလေ တောက်ဦးရေးဝေဝါလာတင်ချလာရှင်းပြရတယ် မြန်မာနိုင်ငံမှာတဲ့ရှင်တိုက်မှုကြောင့်တစ်နေ့ကိုလူဦးရေ10ဦးခန့်လောက်တက်ဆုံးရှုံးနေရတယ်ကြောက်စရာရယ်နော်တကယ်ဖြစ်လာပြီဆိုလို့ရှိရင်လေရှင်မောင်းအတွက်လည်းမကောင်းတိုက်ခံရတဲ့သူအတွက်လည်းမကောင်းယောက်ျားကောက်ကြီးဆိုင်မအောင်နော်ဟေးပါပြောနေရင်ကပတ်မပတ်ထားဘူးလားဒီလိုအခြေခံစီကံလေးမှလိုက်မလာနိုင်လို့ရှိရင်ကောက်လူများမောင်းနေလေပြောပါ ဩမင်းကလည်းကွာချက်ချင်းဘယ်လိုဖြစ်ရလဲကဲမင်းတို့စကားပြောရမပြီးသေးလို့မပတ်သေးတာအခုပြောလို့ပြီးပြီလားသွားမယ် ဒီချက်ပဲနော် အဲ့နော် အော်လမ်းထိပ်ကလေတိုက်ဆောက်နေတဲ့အရာအလုံးသမားရဲ့ခလေးလေးပေါ့ဒီလိုတွေရတယ်လေအလုံးနေရဆိုတော့ခလေးကိုမကြည့်နိုင်ဘူးပေါ့ခလေးလေးကစော့နေနေလမ်းမဝပြည့်တော့ကားတစ်စီးကမမြင်မဲနဲ့တိုက်လိုက်တာ ဟုတ်လား မင်းကကြားတာစိတ်မကောင်းစရာပဲဖြစ်ပြောတာမှန်တယ်စီကံဆိုတာနေရာထဲမှာရှိတဲ့နေဖြစ်လာပြီးမှနောက်တော့ရညတဲ့စာရင်မဖြစ်ခင်ကကြိုတင်စီကံလိုက်နာတာအကောင်းဆုံးပဲဟောတွေ့ရနော်ဒါလည်းဘယ်နေရာကိုသွားဘယ်ကိုရောက်လမ်းစီကံကိုတေချာလိုက်နာမယ်ဒီလည်းသူဒီနေ့ကစပြီးတော့အိမ်စီကံရောရင်စီကံရောအတိအကျလိုက်နာမယ်ပေါ့ ဒီမှာဒါလည်းကြကြအောင်ချင်